ကဲဒီ blog လေးကိုအစနဲ့အဆုံးကြည့်ပေးတဲ့သူတယောက်ချင်းစီတိုင်းမေကျေးဇူးအထူးတင်ပါတယ်အားလုံးပဲမင်္ဂလာပါချီချီ collection မှာပြန်လဲကြိုဆိုလိုက်ပါတယ်ကဲမေဒီတစ်ခေါက်ကမေမှန်တင်ကုန်မှာဘာရင်မွေးလေးရှိလဲဆိုတာရယ်ပြီးတော့မေအဲ့ရင်မွေးတွေအများကြီးထဲမှာမှဘယ်ရင်မွေးအကြိုက်ဆုံးလဲဆိုတဲ့ဟာကိုမေ sharing လုပ်ချင်လို့ဗီဒီယိုလေးကိုရိုက်လိုက်တာပါဆိုတော့မေဘယ်ရင်မွေးလေးအကြိုက်ဆုံးလဲဆိုတဲ့ဟာလေးကိုမေနဲ့တူလိုက်ကြည့်ရအောင်โอเคဒီမှာဟိုအပေါ်ကနေစပြီးမပြမယ်เนาะဒီမှာကြည့်ပါအောင်ဒါမေရဲ့ရင်မွေးစင်မှာရှိတဲ့ရင်မွေးတွေပေါ့နော်ဆိုတော့မေကအဲ့ထဲကနေဘာအကြိုက်ဆုံးလဲလို့မေမေးတယ်ဆိုလို့ရှိရင်မေ Dior edit ဒီမှာနော် Dior edit မေအရှမ်းကြိုက်တယ် Okay second collection အရဆိုလို့ရှိရင်မေအကြိုက်ဆုံးက Okay Dior Poison ဒါအရှမ်းကြိုက်တယ်ပြီးတော့လို့ရှိရင်မေအကြိုက်ဆုံးပြပါဆိုလို့ရှိရင်တတရဒါပဲရင်မွေးတွေရောမေစီမှာအများကြီးရှိတယ်အဲ့အများကြီးထဲမှာမေဒီထက်အရင်သုံးပြီးတော့ကုံသွားတဲ့ရင်မွေးတွေဆိုတာလည်းအများကြီးပဲဒါပေမဲ့အဲ့ထဲမှာမှမေကကုံတိုင်းထပ်ဝယ်တဲ့ရင်မွေးလေးတွေပဲအခုရွေးပြီးတော့ပြတာပေါ့နော်ဒီသုံးပလင်းဆိုတော့ဒါတွေကတော့အားလုံးသိပါတယ်ဒီ good girl ကတော့ဒါကဒီ good girl ကထွက်တဲ့ထဲမှာသူ့ထက်ကောင်းတာတွေလည်းရှိချင်ရှိမယ်နောက်တစ်ခုကဒါအကောင်းဆုံးလည်းဖြစ်ချင်လည်းဖြစ်မှာပေါ့နော်မေကတော့ good girl ထဲမှာဆိုမေဒီတစ်မျိုးပဲမေသုံးမှုသေးတယ်တခြားဒီ good girl ထဲမှာသူထက်ဟိုတခြား collection ကမေမသုံးဘူးတော့မေမသိဘူးပေါ့နော်ဒါကမေလည်းဒီမွေးကြိုက်တဲ့ထဲမှာပါတယ်ဒါပေမဲ့မေကဒီတောက်ဖက်နဲ့ဒီရင်မွေးတော့ဒီအနက်တော့မေအရင်ကြိုက်တယ်ဒါမေကြိုက်တဲ့ထဲမှာမေပါပေါ့နော် okay ဒါကတော့ first ပေါ့နော်မေကြိုက်တဲ့ထဲမှာတော့ဒီဟာက Dior edit လည်းတိကြပါတယ်တော်တော်များများတော့ဒါလည်းတကယ်ကိုကဘာကျော် brand ပဲအရှမ်းကြိုက်တယ်သူ့ကိုလေပြောမယ်ဆိုလို့ရှိရင်ဒီရင်မွေးဆိုလို့ရှိရင်မေခဏမေကုံတိုင်းပေါ့နော်မေဝဲတယ်ဘာလို့ဆိုလို့ရှိရင်မေခုနကပြောသူကုံတိုင်းဝဲတဲ့ထဲမှာဒီ3မလင်းပါတယ်ဒီရင်မွေး3မလင်းပါတယ်တချို့ရင်မွေးတွေကြတော့မေကုံဝင်ထပ်မွေတော့ဘူးဘာကြောင့်လဲဆိုလို့ရှိရင်မေအတွက်ကဝယ်လာလိုက်တယ်ကွာအရန် review တွေကောင်းလို့ပဲဖြစ်ဖြစ်အဲ့လိုပေါ့နော်လူတွေကအကိုရဲ့မိတ်ဆွေတွေကကောင်းတယ်ပြောလို့ဖြစ်ဖြစ်မင်းလည်းအဲ့လိုပေါ်ပင်နေကြိုက်တယ်တဲ့မှာပါတော့လေမင်းဝယ်လာလိုက်တယ်တကယ်အိမ်ရောက်သွားတဲ့ခါကျမင်းအဲ့လိုပြင်မှာသွားမင်းစွတ်တဲ့ခါကျလို့ရှိရင်မင်းတို့ကထင်သလောက်ကြီးမင်းစိတ်တိုင်းကြမနေဘူးပေါ့နော်အဲ့ခါကျလို့ရှိရင်မင်းကကုံအောင်တော့စွတ်တယ်ဆိုဝယ်ထားပြီးပြီလေနှမျောတယ်လေအဲ့တော့မင်းကုံအောင်တော့စွတ်တယ်ဒါပေမဲ့ထောက်ဝယ်မလားလို့မင်းအဲ့လိုပစ္စည်းထပ်မွေအဲ့ပစ္စည်းမွေမထပ်မွေတော့ပြောရမယ်ဆိုရင်ကွာရင်မွေးတွေကတော့သူ့ထက်ကောင်းတာအများကြီးရှိတယ်ဒါမေစွတ်တဲ့ရင်မွေးတွေထဲမှာဆိုလို့ရှိရင်ဒါကမေအကြိုက်ဆုံးရင်မွေးမေကဒါ review ပေးတာဒါပေမဲ့မေမစွတ်ဘူးတဲ့ရင်မွေးဆိုတာလည်းရှိတယ်အများကြီးပဲဈေးကြီးတဲ့ဟာတွေလည်းရှိသလိုဈေးတက်မိုးနေတဲ့ဟာလည်းရှိတယ်ဒါပေမဲ့ကိုမှရှိတဲ့ဟာကိုပဲကိုက review ပေးတာမေကိုပြောကြမယ်တချို့ဟာသူ့ထက်ကောင်းတဲ့ရင်မွေးရှိတာပေါ့အများကြီးရှိတာပေါ့ဒါပေမဲ့ဟိုကိုမှမရှိဘူးလေကိုမစွတ်ဘူးလေမစွတ်ဘူးတော့မေမပြောတတ်ဘူးလေဒါကမေမှာရှိတဲ့တဲ့မေဒါလေးတွေကိုမေကြိုက်တယ်ဆိုတဲ့ဟာလေးကိုမေ sharing လုပ်တာပါဒါလေးအရန်ကြိုက်တယ်သူကကြတော့လေအဲ့ရင်မွေးလေးရလေပြောရမယ်ဆိုရင်ကွာတခါကြလို့ရှိရင်လေအဲ့လိုပေါ့တကယ်ချင်းနေနဲ့ချိန်ထားတဲ့အခါတွေစိတ်နည်းနည်းလေးပေါ့နော်ဟိုမဖြစ်တဲ့အခါတွေကြလို့ရှိရင်မေကဒါကိုရွေးစွတ်တယ်အဲ့ခါကြလို့ရှိရင်အဲ့ရင်မွေးစွတ်လိုက်ပြီဆိုတာနဲ့လေလမ်းဝါသလိုကိုလေအရန် confident နေ high ဖြစ်သွားသလိုပြီးသွားလို့ရှိရင်ကွာတိလားဟို strong woman ဖြစ်သွားသလိုဘလို့ခံစားချက်လေးမှမသိကွာသူ့ရဲ့ feeling လေးကအသေးသဘောကျတယ်အရန်ကြိုက်တယ်ဆိုတော့မင်းအားအကြောင်းမို့လို့ဒီရင်မွေးကိုမင်းခဏလေးဒီရင်မွေးကိုမင်းကုံတိုင်းလေးမင်းဝယ်တဲ့ထဲမှာဒီ Dior edit ပါတယ် okay ဒီဟာမင်းကရင်မွေးဆိုရင် eat တဲ့နဲ့လုံးဝမကြိုက်ဒါကကြတော့လေအသီးအနှံ့လေးရင်မွေးကအရှမ်းကြိုက်တယ်ဒီရင်မွေးလေးလည်းအရှမ်းကြိုက်တယ်နော်ဒီရင်မွေးလေးကိုလည်းတကယ်သဘောကျသူ့လည်းမမေ့စီပါဆိုဒီရောတွေကဆိုလို့ရှိရင်ဒီဟာလေးလည်းရှိတယ်ဒီရင်မွေးလည်းရှိတယ်ဒါမေထင်သလောက်မကြိုက်ဘူးဒါလည်းဒီလိုပဲအရန်နာမည်ကြီးလို့ဆိုဝယ်လိုက်တယ်ဒါပေမဲ့မေထင်သလောက်မကြိုက်ဘူးဒါတော့စွတ်ထားတယ်ကွာဒါလေးကိုကုံဝိုင်းရင်ပြန်ဝင်မဲ့ထဲမှာမပါဘူး
ဒီရေမွေးမျိုးဒါမျိုးရေမွေးမျိုးโอเคနောက်တစ်ခုကကြတော့ဒီ Gucci ကကြတော့လေတစ်ခါကြလို့ရှိရင်လေလူကလေအဲ့လိုအနက်စူးစူးကြီးတွေကွာမစွတ်ချင်ဘူးဆိုတာရှိတယ်လေလူတိုင်းမှာပေါ့နော်နည်းနည်းလေးလူကဟိုအေးတဲ့ဘက်ကိုသွားကျင်တာစိတ်ကလူစိတ်ဆိုတာအမျိုးမျိုးပြောင်းနေကွာအဲ့ခါကြလို့ရှိရင်မင်းကဘာလေးစွတ်လဲဆိုမင်းစွတ်တဲ့ဟာအေးတဲ့အနက်လေးဆိုမင်းဒါလေးစွတ်တယ်မင်းဒါလေးစွတ်တယ်နောက်တစ်ခုကဒီမှာမင်းဒီဟာလေးစွတ်တယ်ဒီစီလေးဒါလေးလည်းမင်းစွတ်တယ်ဒါလေးကိုကြတော့အဲ့လိုပေါ့နော်စိတ်နည်းနည်းလေးဟိုဟာဖြစ်တဲ့အခါတွေပေါ့ကွာအဲ့လိုခါကြလို့ရှိရင်ကွာအဲ့လိုစိုးတဲ့အနက်လေးမလို့ချင်းငါဒီနေ့တော့အေးလေးပဲငါဟိုဟာဖြစ်နေခြင်းတဲ့ခါကြလို့ရှိရင်ဒီဟာမစွတ်တယ်โอเคမမေမှာရှိတာမမေအကုန်စွတ်တယ်နော်မမေကဝယ်ပြီးပြီဆိုလို့ရှိရင်အဲ့ပစ္စည်းတစ်ခုတော့မမေကသူများတွေလိုမျိုးငါဒါဝယ်တာငါဒီအနက်မကြိုက်ဘူးရော့ရင်လဲကွာဟိုမတုံးတော့ပဲထားတာအဲ့ထမှာတော့မမေမပါဘူးမမေဝယ်လာပြီးပြီမမေရအောင်ကုန်အောင်တုံးတယ်ဒါပေမဲ့ဗာလဲနောက်တစ်ခေါက်ဝယ်မလားဆိုတော့လုံးဝမဝယ်တော့โอเคဒီ Libra လည်းမမေအရန်ကြိုက်တယ်ဒါပေမဲ့ဒီ Libra ကိုလည်းမမေကုန်တော့မမေထပ်မဝယ်တော့ဘူးပေါ့နော်သူ့ထက်ကောင်းတဲ့ဟာရှိရင်လည်းတမျိုးဟိုဟာဖြစ်တာပေါ့နော်မင်းဒီ Libra တော့မင်းကုန်ထပ်မဝယ်တယ်မှာမင်းမပါဘူးโอเคဒါဆိုလို့ရှိရင်မမေရဲ့ personal เนาะမမေရဲ့ personal own personal အရာမမေ sharing လုပ်တာเนาะဒါဒီမမေကြိုက်တဲ့ဟာဒီအားလုံးလည်းသိတယ်ဒီ brand တွေအကြောင်းလည်းသိတယ်မမေဒီရင်မွေးနဲ့ပတ်သက်ပြီးတဲ့တုံးနဲ့ရှင်းပြနေကြတယ်ဒါပေမဲ့မမေရဲ့ personal ရမမေကြိုက်တဲ့ဟာကိုမ sharing လုပ်ပြတာပဲရှိတယ်သူ့ထက်ကောင်းတဲ့ရင်မွေးတွေဆိုတာလည်းအများကြီးရှိပါတယ်မမေလက်ခံပါတယ်မမေမစွတ်ဘူးသေးတာပဲရှိတာပေါ့နော်သူ့ထက်ကောင်းတဲ့ရင်မွေးတွေတပုံကြီးရှိတယ်ဆိုတော့မမေနားလေတယ်ဆိုတော့ဒါကမမေကမတ်ရှိတဲ့ရေမွေးလေးတွေမမေကဒါမမေ review ပေးတာပေါ့နော်โอเคဒါလေးလည်းမမေကြိုက်တယ်ဒီ black opium လေးလည်းမမေကြိုက်တယ်ဒါလေးလည်းမစိုးဒီအနက်လေးလည်းကြိုက်တယ်ဆိုတော့ဒါမမေရှိတဲ့ဟာလေးတွေထဲကမမေကcollect လုပ်ပြီးတော့မမေဒါ review ပေးတာပဲရှိပါတယ်နောက်ထပ်ဗီဒီယိုမှာမမေ body mist နဲ့ပတ်သက်ပြီးတော့ပေါ့နော် body mist လေးနဲ့ပတ်သက်ပြီးတော့မမေသုံးမှုတဲ့ body mist တွေထဲမှာပဲ body mist ကိုမမေအကြိုက်ဆုံးလဲဆိုတဲ့ဟာလေးကိုလည်းနောက်ထပ်ဗီဒီယိုတစ်ပုဒ်လေးနဲ့မမေ sharing လုပ်ပေးပါမယ်ကဲဒီ blog လေးကိုအစနဲ့အဆုံးကြည့်ပေးတဲ့သူတယောက်ချင်းစီတိုင်းမမေကျေးဇူးအထူးတင်ပါတယ်မမေရဲ့ vlog လေးကိုစိတ်ဝင်စားလို့ပဲဖြစ်ဒါမှမဟုတ်လို့ရှိရင်ပေါ့နော်ဒီတိုင်းပေါ့ဘာအကြောင်းအရာပြောသိချင်လို့ပဲကြည်တာပဲဖြစ်ဒါပေမဲ့ကြည်တဲ့သူတိုင်းရောမမေကိုချစ်လို့ like ပေးတဲ့သူတိုင်းရောမမေကိုချစ်လို့ comment ပေးတဲ့သူတိုင်းတယောက်ချင်းစီလည်းမမေဒီရက်နေ့အထူးကျေးဇူးတင်ရှိကြောင်းကိုပြောကြရင်းနဲ့ဒီ vlog လေးကိုမမေအဆုံးသတ်လိုက်ပါပြီเนาะတတား